တိန်တောင်းစီအိမ်ကြီးတွေမှာမကြခင်နေကြတော့မယ့်အနုပညာရှင်3ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စမ်းကြီးပါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဂုံစင်းလုံးတွေတရေတက်နေတဲ့ဒီလိုအချိန်မှာနန်းတော်ကြီးလိုအိမ်တွေကိုစောင့်နေကြတဲ့အနုပညာရှင်တွေလည်းရှိနေတာပါနှစ်နဲ့ချီစောင့်ရတဲ့အထိကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတွေကမကြခင်မှာပြီးတော့မှမို့နေထိုင်တော့မယ့်အနုပညာရှင်တွေကဘယ်သူတွေလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာကြည့်ရအောင်ပါရှင်နံပါတ်1လွမ်းပိုင်ကအရင်တော့ကြိုက်ခမ်းမှာသာနေထိုင်တာဖြစ်ပါတယ်အဆိုတော်ဖြစ်အောင်မြင်လာတဲ့အချိန်မှာလည်းကြိုက်ခမ်းမှာသာနေခဲ့ပါတယ်အနုပညာကြီးတွေကိုစုနေတာဖြစ်ပြီးတော့မြေခွက်ကိုအရင်ဝဲခဲ့ပါတယ်ပြီးခဲ့တဲ့တနေ့ကျော်စပြီးတော့မြေခွက်ပေါ်မှာအိမ်ကြီးကိုအရင်စဆောက်နေခဲ့တာပါအခုဆိုရင်လွမ်းပိုင်ရဲ့အိမ်ကအလုံးအထည်ဆောက်ပြီးသွားပြီဖြစ်ပြီးတော့အတွင်းပိုင်းအလားစင်ဖို့သာကြံပါတော့တယ်သူအိမ်ကြီးကိုအထက်မြင့်ဆောင်ထားတာဖြစ်ပြီးတော့အိမ်ထဲမှာရေကူးကန်ဂိမ်းဆက်တဲ့ဘားရီယာစသေးချလုပ်ထားတာဖြစ်ပါတယ်။အခုလိုအပန်းဖြေအိမ်ကြီးအဖြစ်ပြင်ဆင်နေရတာမို့လဲအိမ်ကကြာနေခဲ့တာဖြစ်ပါတယ်။ဟိုတယ်ကြီးတစ်ခုလိုထင်ရှားလာအောင်ပြင်ဆင်နေခဲ့တာမို့လဲသိန်းပေါင်းတောင်းချီကုန်သွားတယ်လို့သိရပါတယ်။ဂျားထဲမှာပွဲစီစဉ်သူကငွေတွေလိမ်ခဲ့လို့အနေငယ်ကြာနေခဲ့ရတာဖြစ်ပေမဲ့အခုဆိုရင်တော့အိမ်ကြီးကဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပါတယ်။လွမ်းပိုင်ကအိမ်သင်းမှာသားသမီးရလာရင်နေဖို့အခန်းတွေကိုပါကြိုတင်စိတ်ကူးရင်ထားတာဖြစ်ပါတယ်။နံပါတ်1နိုင်ရှင်မြင့်မို့ဇဘိုတရုတ်ဆောင်ဖြစ်ပေမဲ့နိုင်ရှင်မြင့်မို့ကစူးစမ်းမှုတွေကြောင့်အခုဆိုရင်တော့တထေးမကြီးအဖြစ်ကိုချိန်မိုးနိုင်ပြီဖြစ်ပါတယ်။ live series နဲ့နာမည်ကြီးခဲ့ရပြီးတော့အနုပညာကြီးကိုသိန်းတောင်းကျော်အထိဝင်ခဲ့တာကြောင့်လည်းဘဝအတရားစုပြေခဲ့ရပါတယ်။ဒါကြောင့်မို့ဇဘိုတရုတ်ဆောင်ဘဝအိမ်ကားနဲ့နေခဲ့ရပေမဲ့အခုချိန်မှာတော့ကိုပိုင်အိမ်ကြီးနဲ့နေရတော့မှာပါ။ကိုပိုင်အိမ်တောင်ရိုးရိုးအိမ်မျိုးမဟုတ်ဘဲနဲ့သိန်းတောင်းချီတန်တဲ့အိမ်ကြီးဖြစ်ပါတယ်။နှစ်နဲ့ချီကြအောင်အဲ့ဒီအိမ်ကြီးကိုစောင့်နေခဲ့တာဖြစ်ပြီးတော့အခုဆိုလို့ရှိရင်တော့ဒီအိမ်ကြီးစောက်ခဲ့တာပြီးသွားပြီဖြစ်ပါတယ်အိမ်ကြီးစောက်တဲ့ကုန်ကျငွေရလဲသိန်းတောင်းချီကုန်တယ်လို့သိရပါတယ်ဇက်ဖို့တရုတ်ဆောင်အဖြစ်တစ်ချိန်ကနှိမ်ခံခဲ့ရပေမဲ့အခုလိုမျိုးအိမ်ကြီးကိုပိုင်ဆိုင်လာရတဲ့အတွက်သူမအနေနဲ့လည်းအရန်ကိုဂုဏ်ယူနေရတာဖြစ်ပါတယ်ဒါကြောင့်မို့လဲသားသမီးတွေမျက်နှာမငယ်ရအောင်အိမ်ကိုရနိုင်သမျှအကျယ်ချဲ့ပြီးတော့စောက်ထားပေးခဲ့တာပါဟာကနေဟင်ကနေဖြစ်ရမယ့်အနေအထားထိကိုစောက်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်နံပါတ်3ချူလေးရဲ့မိဘတွေကကိုပိုင်အိမ်မပိုင်ဆိုင်မဲ့အိမ်ငါးဘဝနဲ့သာနေခဲ့ရပါတယ်။ဒါကြောင့်မို့ချူလေးမင်းသမီးဖြစ်လာတဲ့အချိန်မှာအဓိကရှိမှန်းချက်ကအိမ်ပိုင်ဖို့ပါအစပိုင်းတော့ကွန်ဒိုအခန်းလေးသာဝယ်ထားနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာဆိုရင်တော့ဇလန်တွဲတွေရုပ်ရှင်တွေဇက်တိုက်ဆိုသလိုရိုက်လာရတာမို့မြေခွက်ဝင်နိုင်ပြီးတော့အိမ်မှာစောက်လိုက်ပါပြီ။ချူလေးရဲ့အိမ်ကအခုဆိုရင်တော့စောက်လာတာတော်တော်လေးကိုပြီးစီးနေပြီဖြစ်ပါတယ်။ချူလေးကမကြခင်မှာဆိုရင်အိမ်အသစ်ကြီးမှာသွားနေတော့မှာဖြစ်ပါတယ်။မိသားစုပါနေလို့ရအောင်အိမ်အကြီးကြီးစောင့်နေတာဖြစ်ပါတယ်။အိမ်စောင့်တဲ့အချိန်မှာကုန်စည်နှုန်းကလည်းမျက်နှာမို့စိတ်ညစ်နေရတဲ့အချိန်တွေလည်းရှိပါတယ်။ဒါအပြင်ချူလေးရဲ့ဖခင်ကကျမကြီးမကောင်းတာမို့ဈေးရုံလည်းတင်ခဲ့ရပါသေးတယ်။ဒီလိုနဲ့ဈေးရုံစည်းရိတ်ကောအိမ်စည်းရိတ်ပါချူလေးတစ်ယောက်တည်းဖြည့်ရှင်းခဲ့ရပါတယ်။ချူလေးကအနုပညာအလုပ်ကိုလောဘကြီးတာမို့ရှာတော့မှတောက်လျှောက်လုပ်ပြီးတော့စူဆောင်းခဲ့ရလည်းဖြစ်ပါတယ်။အိမ်ကောင်းကြီးမှာနေထိုင်ရတော့မယ့်အနုပညာရှင်တွေအပေါ်ချီးကျူးစကားလေးပြောပေးခဲ့ပါအောင်ရှင်။ဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။